စပီတဘူးကိုခောက်ဆွဲပြုတ်တစ်ထုပ်ကိုဒီတဘူးကို1000ကျော်နေတဲ့ခေတ်မှာခောက်ဆွဲပြုတ်တစ်ထုပ်ကို3-5,000ဖြစ်နေတဲ့ခေတ်မှာတီရှပ်တစ်ထည်ကိုဘယ်လောက်နဲ့ရမယ်ထင်လဲ3,300နဲ့ရမှာဖြစ်ပါတယ်တီရှပ်တစ်ထည်ကို3,200နဲ့ရမှာပဲဖြစ်ပါတယ်ရှင်3,200 3,300နဲ့ရမှာပဲဖြစ်ပါတယ်ဒါလေးကကြတော့လက်ကားစစ်တွေဖြစ်ပါတယ်ရှင်ဈေးလေးတွေထပ်တိကျင်နေနေဆိုရင်မမင်တို့ရဲ့ဘိုင်ဘာလေးကိုအခုပဲလာပြီးတော့ highlight တော့နော်တည်င်းကောင်းလေးပါလုံးဝတည်င်းကောင်းလေးပါသူ့ရဲ့အသားလေးကကြတော့ရေလျှော်အသီးလုံးဝမထတဲ့ဝါသားထူထူဤလေးဖြစ်ပါတယ်ရှင်အခုမှကိုပိုင်တစ်စက်ရိုက်လုပ်ငန်းကိုစတင်လုပ်ကိုင်မဲ့သူတွေပြီးတော့လည်းကိုပိုင် local ထုတ်ချင်တဲ့သူတွေပြီးရင်လည်းဝန်ထမ်း uniform တွေရုံး uniform တွေမိသားစုစစ်တူဝတ်ချင်တဲ့သူတွေအတွက်ဒီဝါသားထူထူဤလေးကိုလည်းသုံးလို့ရပါတယ်ရှင်မမင်တို့ရှိမှာခလေးဝတ်ကောလူကြီးဝတ်ကောမမင်တို့ကရောင်းချပေးပါတယ်ရှင်လူကြီးဆိုရင်လည်းမမင်တို့ကတက်ထဲကို4,000ဝန်းကျင်လေးနဲ့မမင်တို့ကရောင်းချပေးမှာပါရှင်သူ့ရဲ့ကာလာဆိုရင်လည်းကာလာတွေကလည်းအများကြီးရှိပါတယ်ရှင်ဒါလေးကကြတော့လူကြီး site လေးပါနော် site ကြီးတွေလည်းရှိပါတယ်ရှင်မမင်တို့ရှိမှာပေါင်90ကနေပြီးတော့ပေါင်200အထိလူကြီးဆိုလည်းဝတ်လို့ရပါတယ်ရှင်ကာလာဆိုရင်လည်းကာလာကိုကြိုက်တဲ့ကာလာအယောင်ဆုံးကာလာဆိုမမင်တို့ဆိုင်မှာရောင်းချပေးပါတယ်ရှင်ဘာတစ်စိမ့်ရိုက်လုပ်ငန်းလုပ်ချင်တဲ့သူတွေအသားကောင်း quality ကောင်းမှာရွေးချယ်ခြင်းနဲ့တဲလေးတို့အတွက်မမင်တို့ရဲ့ customer တွေအတွက်မမင်တို့ကအခုပဲရောင်းချပေးနေပါဖြစ်ပါတယ်ရှင်မှာယူလို့ခြင်းနဲ့ဆိုရင်တော့မမင်တို့ရဲ့ Viber ဖုန်းနံပါတ်3999999998 399996နဲ့လေ9533ညမှာအခုပဲလာရောက်ဟိုင်းမိပါနော်